လွန်ခဲ့တဲ့2နှစ်ကသမီးရဲ့အဖေဟာလော့ချွမ်းကကယ်ဆယ်ရေးရန်ပုံငွေအလွဲသုံးစားမှုမှာဓဆခံအဖြစ်အသုံးချခံခဲ့ရတယ်။ချူအိမ်တော်တစ်ခုလုံးကလူပေါင်း128ယောက်စလုံးမီးပေးတင်ပြီးအရှင်လက်လက်တည်ဆုံးခဲ့ရတယ်။တက်တေပြစရာလဲဘာမှမကြံခဲ့ဘူး။အဖေရဲ့တပည့်ဖြစ်သူရှဲ့ချင်းရန်ကသမီးကိုမီးပုံထဲကနေကယ်ထုတ်ခဲ့တယ်။အာညံ့ကိုမြို့တော်ကိုသွားပြီးတရခံအစ်စ်ကိုရှာရမယ်။ဆရာအတွက်ကလဲစားချေပေးရမယ်။ချူမိသားစုရဲ့မတရားမှုကိုရှင်းလင်းပြီးတဲ့နောက်မှာကိုမင်းကိုဇနီးအဖြစ်လက်ထပ်ယူပါမယ်။ရှဲ့ချင်းရန်ကသမီးအတွက်အထောက်အထားအသစ်တွေလုပ်ပေးပြီးအိမ်မှာပဲစောင့်နေဖို့နဲ့လာစဉ်စာပြန်ပို့မယ်လို့ပြောခဲ့တယ်။လွန်ခဲ့တဲ့3လအထိပေါ့။သူ့စီကသတင်းတွေရုတ်တရက်ပြတ်တောက်သွားခဲ့တယ်။သူတို့2ယောက်ရဲ့နောက်ဆုံးစာကိုဖွင့်ကြည့်လိုက်တော့ချင်းဟန်ကသမီးကိုပြောပြတယ်။အဖေကိုမတရားဆွဆွဲခဲ့တဲ့သူကလက်ရှိတိုင်းပြည်ရဲ့နန်းတွင်းဝင်ကြီးချုပ်ဖြစ်နေတယ်။ရှဲ့ချင်းရန်တစ်ခုခုဖြစ်မှာစိုးလို့သမီးသူ့ကိုလိုက်ရှာခဲ့တယ်။ညတကောင်ရံမှာဝင်ကြီးချုပ်အိမ်တော်ရဲ့တတိုင်းကိုကြော်ဖြတ်ဝင်ခဲ့ပြီးအခန်းတစ်ခုနားကဖြတ်သွားတော့ရင်းနှီးနေတဲ့ညီးတွားတန်ကိုကြားလိုက်ရတယ်။စိတ်ပူစောနဲ့သတင်းပေါက်ကိုဖွင့်ဝင်ပြီးတော့မမျောလင့်ထားတဲ့မြင်ကွင်းကိုတွေ့လိုက်ရတယ်။နင်ဝေ့မင်းစိတ်ချပါကိုတက်တေအားလုံးကိုချက်စီးပစ်လိုက်ပြီးချူညံ့ဆိုတာအားကိုးရမဲတဲ့မိန်းကလေးတယောက်ပဲလေအမှန်တရားကိုသိသွားရင်တော့သူဘာမှတက်နိုင်မှာမဟုတ်ဘူးသူ့ကိုယ်သူတစ္ဆာဖောက်ခံရတာကိုမယုံနိုင်ဖြစ်နေပြီးတော့ဘာဖြစ်လို့လဲဘာလို့လဲလို့မေးခွန်းထုတ်မိတယ်မောင်ကြီးရန်ချူညံ့ကဒီကိစ္စကိုသိသွားပြီဆိုမှတော့မောင်ကြီးလဲသူ့ကိုအမှန်တရားအတိုင်းပြောပြလိုက်ပါတော့သူစိတ်လိုက်မှန်ပါလုံးမိလို့ငါတို့ကလေးကိုထိခိုက်မှာစိုးရိမ်နေဘာကလေးလဲဒါကမောင်ကြီးရန်နဲ့ငါရဲ့ကလေးပေါ့တမားတော်ကပြောတယ်အခုဆို3လရှိပြီတဲ့ဒါကရှဲ့ချင်းရန်သမီးနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့အချိန်ပဲရှဲ့ချင်းရန်ရှင်သမီးကိုရှင်းပြဖို့မလိုတော့ဘူးလားအာညံ့အစကကိုဝင်ကြီးချုပ်အိမ်တော်ကိုတက်တေရှာဖို့ရောက်လာခဲ့ပေမဲ့သူတို့ရဲ့အကွက်ထဲကိုတက်ဆင်းမိသွားတယ်ကိုမေထုံဆေးခတ်ခံခဲ့ရတယ်အဲ့ဒီအချိန်မှာနင်ဝေးကသူ့ကိုယ်သူစတေးပြီးကိုတော့ကိုကဲခဲ့တာမိန်းကလေးတယောက်ရဲ့အရှက်တိတ်ခါကဘလောက်အရေးကြီးလဲဆိုတာမင်းသိပါတယ်အခုသူကကိုကလေးကိုလွှဲထားရပြီကိုသူ့ကိုတာဝန်ယူရမယ်ဒါကြောင့်9ရက်အကြာမှာကိုတို့လက်ထက်ကြလိမ့်မယ်ဒါပေမဲ့စိတ်မပူပါနဲ့နင်ဝေးကမင်းကိုမရားပြိုင်အဖြစ်လက်ခံဖို့သဘောတူတယ်လောလောဆယ်တော့အပေါ်ရံမှာမင်းနည်းနည်းမျက်နှာရလိမ့်မယ်မရားငယ်အဖြစ်နေပေးပါဒါဆိုချူမိသားစုရဲ့လူပေါင်း128ယောက်ရဲ့အသက်တွေသမီးအဖေရဲ့မတရားမှုကိုကောရှင်ဂယုမဆိုင်တော့ဘူးလားရှဲ့ချင်းရန်ရှင်ချူအိမ်တော်ရဲ့တကားဝမှာဒူးထောက်ပြီးကျိန်ဆိုခဲ့တာတွေကိုမေ့သွားပြီလားရှင်ကသမီးနဲ့ချူမိသားစုအတွက်ကလဲစားချေပေးမယ်လို့ပြောခဲ့တယ်လေအာညံ့ချူမိသားစုရဲ့မတရားမှုနဲ့ကလဲစားချေမှုကိုလုပ်ပေးမှာပါ